မှာတော့ကဒါမျိုးထုတ်ပြီးသွားပြီဆိုရင်တော့ခိုင်းလိုပဲဒီအပေါ်ချမ်းကိုအလွဲလေးလွှဲပြီးတော့ဒီအပေါ်ချမ်းမှာဒီ sorry အဖျားစွန်လေးပေါက်မယ်ပေါ့နော်အဖျားစွန်လေးတစ်ချောင်းနေပါမယ်ရှင်တို့ဒါကိုအဖျားစွန်နေမယ်မနော်အဖျားစွန်နေမယ်ဆိုရင်လည်းဒီဘက်ကဟာလေးတစ်ချက်ကြည့်ပါဒီဘက်ကြီးကိုလမ်းနေရမျိုးဖြစ်တတ်တယ်အဲ့လိုမျိုးမလန်အောင်တခြားလေးသတိထားပြီးတော့ကျမတို့အဖျားစွန်နေပါမယ်ရှင်ဒီတိုင်းလေးပဲအဖျားစွန်လေးနင်းသွားမယ်ပေါ့နော်အောက်ကဟာလေးကိုတစ်ချက်ဒီမျိုးလေးလှုပ်လှုပ်ပြီးပါဘာလို့လဲဆိုတော့လေအမဘက်ကိုပြင်းပြင်းလန်ဝါတတ်တယ်ပြင်းပြင်းလန်ဝါရင်အမနှစ်ခေါက်စာဖြစ်ပြီးတော့ထူလည်းပြည့်စည်ဖြစ်ပြီးတော့ကိုယ်စာပြန်ပြီးတော့လုံးတဲ့နေရာမှာပြန်ချုပ်တဲ့နေရာမှာပေါ့နော်အရမ်းမာနေတတ်တယ်ဒါဆိုရင်3စိတ်ကျမတို့လေ3စိတ်ဖြုတ်ထားတဲ့ဟာလေးကတော်တော်အဆင်ပြေတယ်ပေါ့နော်အရန်ထူနေတာမျိုးမရှိဘူးတကယ်ဆို6လ12လ12လလောက်ဖြစ်သွားမယ်ပေါ့နော်အဲ့ဒီနေရာမှာကျမတို့အထဲထဲမှာပင်ဒီဖြင်းစာလေးတွေကိုတူထားတဲ့အတွက်အရန်ထူနေတာမျိုးမရှိတော့ပဲနဲ့ဟိုပုံမှန်6လလုံးပေါက်ထားတဲ့စာရင်ပေါ့နော်ဒါလေးကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ကျမ3နေကြနီးလေးကိုမျှဝေပေးရပါရှင်ဒီလိုမျိုးလေးပေါက်မှာပေါ့နော်ဒီဟာလေးကိုတစ်ချက်ပြင်ပြီးတော့ဟိုဘက်ကိုလမ်းမှန်သွားအောင်ခယူးဆိုင်ပေးပါနော်တို့ဒါမျိုးအနေထားလေးရပြီဆိုရင်ဒီဘက်ကိုတစ်ချက်လမ်းလိုက်ပါဒါတောင်မှဒီမယ်နော်ဒီလိုဖြစ်သွားတယ်အဲ့လိုမျိုးရပြီဆိုရင်ကျမတို့ဒါလေးကိုခေါင်းနာတော့ကလိုပဲကုဆာလေးကိုလက်သေးလေးနဲ့ဒီဘက်ကိုလမ်းလွှဲပြီးတော့ချစ်ပါမယ်ချစ်ပြီးသွားရင်ဒီလိုမျိုးခောက်မယ်ပေါ့နော်ခောက်ပြီးသွားရင်ကျမတို့ချုပ်လိုက်ရုံပါပဲဒီတပြားဒီမှာနင်းလိုက်ရုံပဲပေါ့နော်အဲ့ဒါလေးချက်ချုပ်ပြပေးမယ်နော်ကျမတို့ဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးထားမယ်မြင်ရလားမသိဘူးနော်အဲ့လိုထားပြီးသွားရင်ဒီလိုမျိုးလေးပြီးတပြားစာလေးဒီနင်းသွားလိုက်ရင်ရပါပြီရှင်ဒီလိုမျိုးပြီးတပြားလေးကိုတသက်ရက်နဲ့နင်းလိုက်ရင်ကျမတို့ဒါအုံမှာချုပ်လို့ပြီးသွားပြီပေါ့နော်ဒီနီးလေးကကျတော့ကျမရှေ့မှာပြောခဲ့သလိုပဲပေါ့နော်ဒီဝါကိုမှာအသုံးပြတာမဟုတ်ပါဘူးကျမတို့ဒီတခြားသောပုံတွေရင်းစည်းပုံတို့ဘာလို့မှလဲကျမဒီအုံမှာနီးလို့ပဲအသုံးပြပါတယ်တော်တော်လေးလည်းအဆင်ပြေရပေါ့နော်ကျမဟို3နီးချုပ်တဲ့နီးတွေကတော့အများကြီးရှိရဲတချို့ကျတော့လည်းစိတ်သိပ်ပြားနဲ့အုပ်တယ်ပေါ့နော်နှစ်ဖက်ကိုအညီများခွဲပြီးတော့လေအဲ့လိုမျိုးလေးလည်းချုပ်လို့ရတယ်ဒါပေမဲ့ကျမဒါကတော့ကျမချုပ်တဲ့နီးလေးကိုပြပြီးပြန်လဲပြီးတော့မျှဝေပေးရပဲဖြစ်ပါရှင်အားတို့ကဒါမျိုးအနေထားလေးရသွားပြီပေါ့နော်ဒါကတော့အတွင်းဘက်ချမ်းမှာမြင်နေရတဲ့အနေထားလေးတွေပါရှင်ဒါကတော့အပြင်ဘက်ချမ်းမှာမြင်နေရတဲ့အနေထားပါနောက်တစ်ခေါက်အနေနဲ့ကျမတို့ကပို့ပြီးတော့အသားချသွားအောင်လို့ထပ်ပြီးတော့တစ်ခါထုပေးလိုက်မယ်ပေါ့နော်ဒီလိုမျိုးထုတဲ့နေရာမှာလည်းသတိထားမှာကဒါကျမကဟိုဘယ်လိုပြောရမလဲပိတ်စာကအရန်အယောင်ကနူးတဲ့တဲမှာမပါတော့ကျမဒီအတွင်းနဲ့ထုလိုက်တာပေါ့နော်တကယ်ဆိုရင်အယောင်နူးတဲ့အဖြူရောင်တို့ဒီဟိုအဝါနူးအောင်အသားဖြော့အောင်လို့ဆိုရင်လေဒီလိုမျိုးအပြင်ဘက်ကဒီလိုမျိုးအတွင်းနဲ့ထုလိုက်တယ်ဆိုရင်ဒီဘက်မှာသွားပြီးတော့လေမဲမဲလေးထင်တယ်နော်အဲ့ဒါကို view ဆိုင်ပေးပါအဲ့လိုမျိုးလေးဆိုရင်အကယ်၍ကိုကအတွင်းနဲ့ထုခြင်းနဲ့ဆိုရင်ဒီအပြင်ဘက်မှာအောက်ကိုပိတ်စာတစ်ခုခုပြေခံပေးပေါ့နော်မဟုတ်ဘူးဆိုရင်ကျမတို့ဒီလိုမျိုးလေးလှန်လိုက်မယ်လှန်ပြီးတော့ဒီအလှပတ်လေးကိုပဲထားပြီးထုပေးပါမယ်ဒီတူလေးတွေကျတော့လေဒီတစ်မျိုးတည်းကိုပဲကျမဆက်တဲ့နေရာမှာတစ်မျိုးတည်းဒီအုံမာလေးထုတဲ့နေရာမှာတစ်မျိုးတည်းသုံးတဲ့အတွက်ဒီဘက်ကထုတဲ့နေရာမျက်နှာပြင်နဲ့ထိုက်ထိတဲ့နေရာလုံးဝမမဲဘူးပေါ့နော်အဲ့လိုမျိုးတော့ရှိရဲဒါကတော့ကျမအုံဒီရောင်ကလည်းတိတ်ပြီးတော့အစွန်းထင်းလွယ်တဲ့အရောင်မဟုတ်တဲ့တော့ဘယ်လိုမျိုးလေးဟိုဘက်ကောဒီဘက်ကောထုပြလို့အဆင်ပြေတယ်ပေါ့နော်အရောင်စွန်းဟိုဘက်မှာသွားပြီးတော့ပေးတာမျိုးမရှိဘူးမဟုတ်ရင်ဒီအဖြူအောင်လို့ဘာလို့တော့ကျွန်ကိုင်းနဲ့ကိုမဲတော့ဒါလေးတော့သတိထားမယ့်ချက်လေးကိုပြပေးရပါရှင်ဒါဆိုရင်တော့ကျမတို့ဒါအုံမာလေးချုပ်လို့ပြီးတော့ပါပြီရှင်တသက်ရလေးနဲ့ပေါ့နော်အဆင်ပြေနဲ့ပြီးတော့ပါပြီဒါမျိုးဆိုရင်လည်းအရင်မဟာထောင်မထောင်ဖြစ်နေရမျိုးလည်းမရှိဘူးပေါ့နော်သူ့နေရာနဲ့သူတသက်ရလေးနဲ့အတွင်းရောပြင်ရောလှလှပပလေးထွက်လာပါရှင်ဒါမျိုးအနေထားလေးပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်